အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စပိန်စီဖွဲ့ပေါ့နော်ဒူကန်ဂျီ Q ကန်ဂျီသွားတဲ့ဗီဒီယိုလေးပါကျွန်တော်တို့တလားဘက်ကိုသွားပြီးတလားဘက်ကကိုရီနဲ့စုံပြီးတော့ကျွန်တော်တို့ဆက်နေခဲ့ပေါ့နော်လန်ခီကတော့လေတော်တိုးတယ်ပေါ့နော်နောက်ဒီတလားကနေအထွက်နာမှာလမ်းမိုင်းတချို့ကတော့တော်တော်ဆိုးတယ်ပေါ့လေစပိန်သမားတွေတော်တော်ဆိုးတယ်ဒါပေမဲ့ကျွန်တော်တို့မနက်ပိုင်းဆိုတော့လည်းအားရင်အပြည့်နဲ့နေနေကြတာပေါ့နော်အဲတော့အေးဆေးပဲဘာမှမဖြစ်ဘူးမိုက်တယ်ပေါ့ရှေ့နားမှာတနုတ်ဖျားကြီးကိုမြင်နေရပြီကျွန်တော်တို့ပြောတာပေါ့ဒါတော့ဝါဘလောက်တောက်လမ်းခွဲမှာကျွန်တော်ကညင်ကုန်းဘက်ကိုတက်တက်ဆက်နေခဲ့ရတာပေါ့နော်အဲတော့ကျွန်တော်တို့ရဲ့ group ride ပေါ့နော်အဲ့ထက်မှာအမျိုးသမီးတယောက်လည်းပါတယ်ဆက်ပြီးတော့ကညင်ကုန်းကိုကျွန်တော်ဆက်သွားရင်းနဲ့လက်ခုပ်ကုန်းကိုအရင်ဆုံးရောက်တယ်ပေါ့နော်လက်ခုပ်ကုန်းအဝင်ကတော့တော်တော်လှတယ်ဘုံမင်းနေနဲ့တော်တော်လေးကိုလှတဲ့နေရာလေးတစ်ခုပေါ့ရွာလေးကလည်းတော်တော်လှတယ်ဗျအဲ့ဒီရွာလေးကလည်းတက်ရဲရဲတန်ရှင်းရှင်းနဲ့အိမ်လေးတွေဆိုလဲရှစ်ဆရာလေးပေါ့နော်ကျွန်တော်တို့မြင်တွေ့နေကြအိမ်ပုံစံမှုပဲနဲ့ခြေတန်းနည်းနည်းရှည်ရှည်လေးပေါ့ခြေတန်းရှည်လို့လည်းခေါ်လို့မရဘူးဒါပေမဲ့အောက်မှာလည်းတော်တော်ခြေတန်းရှည်လေးတွေပါတယ်အိမ်ပုံစံမျိုးလေးဆိုတော့လက်တစ်သားအိမ်လေးနဲ့ချစ်စရာလေးတွေကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ဒီလမ်းဟိုတော့ထမ်းမင်နေနေပေါ့နော်လှတယ်အရင်လှတယ်ဒါပေမဲ့သူကလှပခြင်းနောက်မှာလည်းလျှို့ဝှက်ချက်တွေရှိတယ်ကျွန်တော်အဲ့ဒီလမ်းကိုဥမကွဲတိုက်မပြတ်လမ်းလို့နာမည်ပေးခဲ့တယ်အဲ့လိုနဲ့ကျွန်တော်တို့ဇက်စိတ်လို့ခေါ်တဲ့ဒီတမန်စိတ်တမောစိတ်ကိုကျွန်တော်တို့ရောက်လာတာပေါ့နော်တိုးမြစ်ကိုဖြတ်ကြမယ်လေရေကျနေလို့ကျွန်တော်တို့နည်းနည်းစောင့်လိုက်ရသေးတယ်ဗျစီးရမှာတော့အဲ့လိုပုံစံမျိုးနဲ့စီးရတာပေါ့နော်ဟိုဘက်ကန်အောင်ကျွန်တော်တို့တင်မဲ့ဇက်လို့ခေါ်တာပေါ့သူတို့ခေါ်တော့အဲ့ဇက်ပေါ့ကျွန်တော်သွားကြတယ်ကျွန်တော်ဒီဇက်ကကားတွေလည်းတင်လို့ရတယ်ပြောတယ်ဆိုတော့ဇက်ကြီးပေါ်မှာကျွန်တော်တို့ဝက်ကြီးနဲ့ပျော်ခဲ့ကြတာပေါ့လေတိုးမြင့်ကိုစပြီးတော့ကျွန်တော်တို့ဖြတ်ပါတော့မယ်ကျွန်တော်တို့သွားတဲ့အချိန်ကရေကျချိန်ကနေကန်ကောင်းတော့ရေတက်ဆပြူတဲ့အချိန်ဆိုတော့ကျွန်တော်တိတ်အကြာကြီးတော့မဆောင်လိုက်အောင်ဗျအဲ့နဲ့ကျွန်တော်တို့လူလဲပြေပေါ့တော့အဲ့ပုံမှာလည်းသူတို့ site တွဲတွေလည်းတင်ဝက်တွေလည်းတင်ငါးဘုံတွေလည်းတင်ပြီးတော့ထွက်ခဲ့ကြပါဘောနော်တကယ်လည်းဒိုးမြို့ဝလည်းရောက်လေရောက်တော့ကျွန်တော်အရန်အံ့ဩရတယ်ကျွန်တော်တို့ဟိုပင်လဲပင်ခရီးသွားနေရတယ်လို့ပဲအကျယ်ကြီးကိုဖြတ်ရတယ်ပေါ့နော်ဆိုတော့ပြောဖို့လည်းကောင်းတယ်စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်ဆိုတော့ဒါကျွန်တော်တို့ဟိုဘက်ချမ်းပေါ့နော်အံ့ဩစရာကောင်းတာဟိုဘက်ချမ်းကဘာဖြစ်သွားလဲဆိုတော့ရန်ကုန်တိုင်းမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့အခုရောက်နေသွားတာကARD တိုင်း DD ရဲ့အပိုင်ကိုရောက်သွားတာပေါ့နော်ဆိုတော့ ARD ရဲ့ရောက်သွားပြီပေါ့လေ ARD ကန်းချီမှာကျွန်တော်တို့စပြီးတော့နင်းကြပြီပေါ့ဒါတော့ကျွန်တော်တို့အဖွဲ့ရဲ့ strongest lady အနောက်ကတော့ကျွန်တော်တို့ဒလာကကျွန်တော်တို့အဖွဲ့ရဲ့အကူကြီးတွေပါဒါလည်းရွာလန်းလေးဗျအဲ့ဒီရွာလန်းလေးကလေတော်တော်ကိုလှတဲ့လမ်းပါဗျာဒီလမ်းရဲ့ဘေးပခုံးသားတွေမှာဗျာမြေပေါ်တွေရှိတယ်ဒါပေမဲ့ဘယ်သူမှစီးမဲ့ကမ်းမဲ့ကားရက်ထားတာတွေအဖီထုတ်ထားတာတွေဈေးဆိုင်ထုတ်ထားတာတွေဘာမှမရှိဘူးဗျာရွာလန်းလေးကလည်းလေအုံအုံဆန်ဆန်လေးနဲ့အရန်လှတယ်ကျွန်တော်အဲ့ရွာလန်းအစုံကနေပြီးတော့ကန်းကြီးပေါ့နော်ခ ्यू ကန်းကြီးကိုလမ်းကြားလေးတွေကနေဆင်းလာခဲ့တယ်ဒါပေမဲ့အဲ့လမ်းကြားလေးကတော့အမိုက်တွေအများကြီးတော့တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ခ ्यू ကန်းကြီးကိုဆင်းပါပြီအဲ့မှာမြင်တွေ့တဲ့အတိုင်းပဲကန်းကြီးမှာတော့ဒါပင်လည်းပြန်တက်လာတဲ့အမိုက်တွေလားလို့လည်းမသိဘူးအမိုက်တွေတော့တွေ့ရတယ်ဒါပေမဲ့ကန်းကြီးကတော်တော်လှတယ်ကျွန်တော်ဘယ်လိုတော့ထင်လိုက်လဲဆိုတော့ကျွန်တော်တို့ဒီမွန်ပြည်နယ်ကြိုက်ခမီဆက်ဆဲပေါ့နော်ကျွန်တော်စိတ်ကူပါကျွန်တော်တယောက်တည်းအမြင်အားဖြင့်ဆိုရင်တော့ကြိုက်ခမီဆက်ဆဲထဲတောင်ဟိုလှတယ်လို့ကျွန်တော်တော့မြင်တယ်ကန်းကြီးမှာဒီဘက်နားလေးဒီမှာတော့ခယူနည်းနည်းလေးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီနားလေးမှာခနန်းချင်းလေးတွေတွေ့ရတယ်ဒေသခံတွေပြောရတော့ဒီသူအချိန်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ခနန်းနေဆိုလဲညီရဲနေအောင်မြင်ရမယ်ဒီနေ့လမ်းပိုင်းတနေရာမှာတော့ကန်းကြီးတနေရာမှာတော့ကျွန်တော်တို့ခယူတွေဖွေးနေအောင်မြင်ရတယ်ဒါထူးဆန်းတာထက်ထူးကြတာပေါ့နော်ကျွန်တော်တွေ့ကြမြင်ရပုံမှန်မဟုတ်တဲ့ကန်းကြီးပုံစံလိုမျိုးလေးတွေ့ရတယ်လှတယ်ပေါ့နော်ဟိုကျွန်တော်တို့ကြဲလေးတွေနဲ့တူတယ်ဗျအဖြူဆက်လေးနဲ့ဒါအပြန်ခ ्यू ကန်းကြီးအပြန်မှာကျွန်တော်တို့လမ်းပိုင်းတနေရာမှာလည်းအဲ့လိုတောပန်းလေးတွေပွင့်နေဗျအဲ့လမ်းပိုင်းလေးတောက်လျှောက်မှာတောပန်းအဖြူလေး
အများကြီးပွင့်တဲ့ခြုံနေကြတယ်မှာတိတ်လှတာပဲအဲ့လမ်းပိုင်းလေးလဲအဲ့လေးလဲကျွန်တော်မှတ်တရအနေနဲ့ရိုက်လာခဲ့ပြီးလမ်းကတော့ဆိုးတယ်ဗျာအဲ့နားလေးမှာထိန်းပြီးတော့တတိထားပြီးတော့ကျွန်တော်ရိုက်ခဲ့တာပေါ့နော်ကျွန်တော်အပြန်ကလည်းလေးစံပဲအဲ့မှာဗီဒီယိုထဲမှာလေတိုးတန်တာနောက်ထောင်ကြည့်လိုက်ပါတော့ဗျာဒီလိုနဲ့ကျွန်တော်တို့နင်းလာလိုက်ကြတာတနုတ်ဖျားကိုပြန်ရောက်တယ်ပေါ့နော်အသွားတော့ကတော့ကျွန်တော်တို့ဖြူကန်ကြီး target ဆိုတော့ကျွန်တော်ဝင်မဖူးလိုက်ရဘူးပေါ့နော်ဆိုတော့ညနေပိုင်းကတော့အေးလူလေးရှိတော့ကျွန်တော်တို့ဖျားဝင်ဖူးခဲ့ပါတယ်တနုတ်ဖျားလည်းတော်တော်တက်ပယ်တယ်ဘယ်ဘုံလဲတနက်ရှင်းတသက်ရလေးရှိတယ်ဒါပေမဲ့အဲ့နာစိုက်နေပေါ့နော်ညနေကြောကတော့ဘာမာတယ်လဲမမေးနဲ့တုံးမာတဲ့ဆိုင်နေပါပြန်တော့ညနေဆောင်းနေပေါ့နော်ကျွန်တော်တို့လေရလည်းတိုးတယ်ဆိုတော့ကျွန်တော်တို့ speed ကညှော်မှန်းထားသလိုမထွက်ဘူးပေါ့နော်မနက်ကလည်းလေတိုးတယ်ညနေကလည်းလေတိုးတယ်လူတွေကလည်းညနေပိုင်းဆိုတော့အကြဘက်ကိုရောက်လာပြီဒီမှာလမ်းပိုင်းကအစိုးပိုင်းနေနဲ့ကြုံရတော့မှာဆိုတော့ကျွန်တော်တို့ဖြည်းဖြည်းပဲပြန်နေလာကြတယ်နေရတော့ကြာစာပြူလာပြီဒါပေမဲ့လည်းအဲ့လေးကလည်းတော်တော်လှတဲ့အချိန်လေးပေါ့နော်ဆိုတော့ဘာဖြစ်ပြောတယ်လीနော်ဒါတော့တူတူစီးခဲ့ကြတဲ့ညီကိုမောင်နှမတွေပါအားလုံးကျေးဇူးများကြီးတင်ပါတယ် thank you